Sanတဲ့ခါမှာကျွန်တော်ကအလောကီစံတလူကျွန်တော်ခန်းစားနေတယ်။ဘာပဲဖြစ်ဖြစ်တရားသခင်ရဲ့ဗတ်ဖွင့်ပြီးသွားပြီပေါ့နော်ဒီရောက်ကျွန်တော်လာရောက်ဖွင့်ပြီးတဲ့တရားရဲ့ကျေးဇူးတော်ရှိမှလို့ကျွန်တော်ဖိတ်တယ်ပေါ့နော်ဆရာမပေါ့နော်မရှိတဲ့လူအားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်တော့ကပတ်တော့အားဖြင့်တော့ပါကျွန်တော် basically နော်ဆရာကြီးကျွန်တော်အချင်းပေါ့ပြင်ဆင်လာပါတယ်ပရာမိတ်ဆွေတွေပေါ့နော်ကျွန်တော်နာမည်တော့ဟိုဟာလည်းဟိုဟာဖြစ်ပါတယ်ကျွန်တော်ဟာနာမည်ကိုကြီးတဲ့အခါကျတော့ကျွန်တော်မိတ်ဆွေတိုင်းမိတ်ဆွေရတယ်ကျွန်တော်ရခိုင်ဆိုရင်ဒီဆိုတိုင်းတည်တယ်လေဆိုတော့ဒီမနေ့လည်းကျွန်တော်တင်းတော့မှာကျွန်တော် Andrew အကြောင်းပြောတယ် Andrew လည်းနာမည်ကိုကြီးဘူးလေ Andrew ဆိုပြောလိုက်ဒီတိုင်းရဲ့မင်းဆိုပြီးပါတယ်Andrew ကမှမသိဘူးအဲ့ဒါနဲ့ကျွန်တော်ပြောတယ်ဒါကဘယ်သူမှမသိဘူးဆိုတော့ဆရာခိုင်ဆိုတော့တော်တော်များများသိတယ်လေမသိတဲ့လူတော့ရှိသေးတယ်အများကြီးအမေအများကတော့အပြင်လူစပိုင်းအသိတယ်ဆိုတော့ဘယ်ဆက်လာဆရာခိုင်ဆိုင်ကြီးလို့ကျွန်တော်ဘယ်ဆက်လေးရှိပါတယ်ဒါပေမဲ့ဘုရားရဲ့ကျေးဇူးတော်ကြောင့်နော်ကိုရီးယားကျွန်တော်ပြန်လာတဲ့အခါမှာကိုရီးယားမှာကျွန်တော်ရှစ်နှစ်ကြာခဲ့တယ်တောင်းတက်တာဆိုတော့ညီငွေတဲ့ကျွန်တော်သွားနေတယ်ပြန်မသွားစံတော့ညီငွေတဲ့သွားနေတယ်တောင်းတက်ပြန်လာတယ်ဒါရဲ့ကျေးဇူးတော်ကြောင့်ကျွန်တော်ဒီမှာတင်းတော့ရဲ့လာဖွင့်ပြပါမယ်။ Computer International Chess ဆိုတော့ဒီချင်းနဲ့ International ထည့်လိုက်တယ်။ဒါတော့နာမည်ရတော့ချင်းချင်းပဲ။ဒါပေမဲ့လူကတော့မများဘူးပေါ့နော်။ဒီနေ့စီပြီးကျွန်တော်တို့ပြောခဲ့ဒီဒေါ်လာတော့ဆက်ခဲ့အခုဒုက္ခဥထူလာဒီတော့ရောက်ဘူးတဲ့လူရှိကြပါတော့ဒုက္ခလားဥထူလာတယ်ပေါ့ဒီတော့လည်းပြီးပါမယ်အကြောင်းဒီစုပထောကိုရဲ့လည်းဘောရာဆောင်လို့ပါလိမ့်မှာရှိခဲ့တယ်ဆိုတော့တော်တော်များများရောက်ကြတယ်အဲ့ဒီနေရာမှာကျွန်တော်တို့အသိတော်နဲ့အကြောင်းနော်အကြောင်းကြတော့ကျွန်တော်က music မတော်ပြီမဲ့အရာပါပါတယ်နော်ကျမကရတော်တယ်တော်ကတော့တော်ရင်တော့မှာနော်သူကဘာမှမသိတယ်သူ့ကိုပုံချမ်းနေဆိုတော့လိုက်မယ်နော်ဘယ်လိုပါတော့လည်းပဲကျွန်တော်ကတော်လို့မဟုတ်ဘူးတရားဝါဒနာပါလေဒါပေမဲ့ပနာဆရာမခါတဲ့လည်းပြောတယ် SEC မှာကျွန်တော်လေ့လာတယ်ကျွန်တော်တက်နေသင်ခန်းစာမရှိကျွန်တော်ကချင်းလို့ဆိုတော့တယ်ပေါ့နော်ဒီတဲ့ကောင်တော့တွားတယ်နေဒီလားဘာတိတယ်လဲတော့ပုံတိတယ်ဘာတော့ဘာမှဒါပေမဲ့ဖြစ်လာတဲ့အခါမှာကျွန်တော်ကျမ်းစာကလည်းဆက်ပြီးတော့ပြသွားတယ်ဒါပေမဲ့ပြန်လာတဲ့အခါမှာဘုရားကကျွန်တော်ဘောနော်ယူပိုင်လို့ပြီးတယ်ဒီချက်မှနေရ music ပဲဆက်လုပ်ထားတယ် music ကကျွန်တော်ဝါဒနာနဲ့ဖြစ်တယ်လို့ဒီ music အပြင်ခုနောက်ဆုံးတော့ကာလဘုရားအလုံးလို့ Vision worship ကမဖြစ်ဘူးလက်မဟုတ်ဆိုဒီလက်မ6ပြပုံမှာကျွန်တော်မလည်းခံစီနေလည်းခံရတော့တဲ့သဘောမှရှိတယ်။အဲ့တော့လည်းလေဒါကဒီနောက်ဆုံးသောကာလရဲ့ရည်စည်းကြောင်းနော်။ဒါဘယ်လိုမှမြင်လို့မရ။ဆိုတော့ဒီအချိန်ကာလမှာကျွန်တော်ဒီ music အပြင်ကြောင်းပြင်မယ်လူတွေလာမယ်။ဒီနေရာမှာချမ်းသာနေပြီမယ်။တော့ဘာအားဖြင့်ဒီ music ကနော်ဒီအခုတွဲပြီးတော့လုပ်မယ်ဆိုတဲ့ဆန္ဒပေါ်လာတဲ့အခါမှာကျွန်တော်ကိုယ်တိုင်မတင်ပြနိုင်တော့တင်ပြတော့ဒါပေမဲ့တင်ပြတဲ့လူစုဆောင်ပြီးတယ်ချမ်းသာလို့ကျွန်တော်ပြေးတယ်ဘုရားခင်ကပေါင်းတင်ပြီးတယ်ပြီးခဲ့တဲ့နေ့ကစားတာခုဒီရလေးပြန်လာရပါတယ်အဲ့မှာကျောင်းသားချင်းပြီး15ရောက်ဆောင်ပါလာကြတယ်ပြင်လာ20ရောက်12ရောက်တော့30နေပါဘူးနော်တော့ကတော့လည်းဝင်လာတယ်ဒီလိုလေဒီ music ပြောင်းလဲဒီရနော်အဲ့ဒီစိတ်ထဲမှာကျွန်တော်GMI မှာလည်းဆိုတော့ကျွန်တော်ရဲ့ subject worship နော်ဒီကြပြီးဒီမှာတော့ပြီးတော့ရအောင်ဝတ်တာလေ
ไปละเมียเราตู้มีอะไรกันนะคำบริดีเนี่ยเนาะสิ่งใดนั่นนี่ตอนนี้เราต้องไม่คงไม่รู้เนาะดีจริงเราเขาเดี๋ยวจะไปละเมียตาสักทีใช่ตัวเรื่องชาวบ้านเราเนาะฮาเลลูยาเราผู้อภิเษกน่าสกัดดูที่นี่อะไรเนี่ยว่าแต่จะมาว่าได้ดูแลต่อสู้ไปเนี่ยเราจะมาเล่นเนาะตรงนี้เราสิworship เนี่ยมันจะเป็นเราจะมาเกี่ยวกับเนาะดีเนี่ยส่วนเราทุกสิ่งมาดีจังละดีเสียจังละเนี่ยเราตั้งแต่ทางไหนตัวนี้จนหัวไอ้ที่ไหนเราชอบเลยเนาะก่อนนี้เนี่ยเนาะเนี่ยตั้งมาจากแล้วเป็นตัวเองเราจะมุ่งเราดูสู้ดีสีประมาณนี้เนี่ยประเทศเราบ้างที่ไหนเลยน้องยกยาจิตเสียเลยนี่ดูเกี่ยวอะไรจิตเสียของเนี่ยทำไมเนี่ยง่ายกว่าโอ้ยาที่เราเนาะผู้สอนที่ฮาเลลูยาแล้วที่ลุยาที่พระที่เราจะรู้ในงานมาบุญที่เราเป็นฮาเลลูยาแล้วดีจังมันเราสัตย์อะไรบอมเราสัตย์อะไรจริงล้านสัตlansa kuma lansa kuma pera langa pera no pera ne sa chunu di singa pina ji no alo yesu na mane phin ko yaw
Pui bono, pui di kore masuk apa le sebab. Di dunia pui masih kami, orang yang ada dunia. Dunia pui masih born again sebab, born sudah kali ini. Nengar orang yang dunia mui pui musui, orang yang ada dunia. Mui pui ada langsung sah sih. Coro ya sisa, kita ya pilih nama. Sisa tuamen lama, urone betua musuh, latihan dia, kuranglah edisi, jendoh merah semua, yo ya. Tapi urone betua musuh, urone tu lain sah musuh, ya usia nani, cih, tu tu dia dikema, ayah tu dia dikema, no. Tunuru lain dia naik haji di Cide, mereka tahu Cide yang aja. Tapi mereka tahu, posoknya semua bersih. Tunuru lain dia, tunuru di bawah jalan. Namun dua sendok, jalan sendok. Biarnya wei jalan sendok. Tunuru buat kurone, tapi wei orang jalan sendok. Coro buat apa? Coro ada apa? Biar tidak memang belukan saya. Coro ada apa? Kalau iji dari sudah jauh dari kainnya coro, dengan orang jadi, coro tiga apa? Coro sejarah, di praise and worship juga. Now so di praise and worship ye ada yang apa sah? Ini juga apa? Coro memang. Kalau kita memang orang makan saya ada, no, belum komplain. Ada yang bersih. Biar kalau di music ucap komplain, dan di music jauh memang orang makan saya ada. Memang orang makan saya, biar kita buat itu ada, ada masa, tapi nggak ni. Dan tapi nggak cuma low ni deh, impression music ada, cuma adrenaline, yuk ini. Lagu dia tu cakap, cuma pengat, no music di sini, ciuman sini, bukan sini, cuma low dia ni. Cuma praise and worship cuma yang subjek itu lu, dia jangan orang, cuma orang lu orang, ayat, no. Tapi semua ini luar, di nau semua kalah. Lungai itu tu tiada. Di lungai ni terke, kalau ciri kama, memang memang ciri kama lungai. Dia aku punya lungai ni, pola ni kama. Dia dia memang orang terke kansa bisu. Pak kunci masih ada ni. Influence berapa? No, luar luar. Lalu punya lokal ciri kama ni, tercuba tersaji so dia memang orang tersiap terjadi. Lalu punya lokal ni, aku Yaya cium baca, no, nuntah boleh. Ni ada mana, no? So arti no ada mana cendol dia ada buat dia. So jangan sampai jadi sampai, no. Dia mau dua. Dua ni sudah dia jauh terpiyo senam ni mana nasi, ngai kau lau cendol, tak kunci ni dia mau dua bukan kuda mau beli. Arti ramah beli, cendol. Tuhan cinta Yesus bersama. Revelation, baik. Biar aja biar aja kanji, tom, angin sewa, no. Ini apa? Memang orang yang berubah ke Yesus nama, cia, no. Ini cia. Jadi kanji tom angin sewa, cia nama. Ngadi nasi macam ini kau ni, jendu ni ngai akan mencari tegak bukan. Tudu siapa ngawi, tu ni tu sah kami, tu dile ngani sah kau yang ini. Dia bersuara apa kan tidak kamu. Mayung cinti le tu ni bawa biore sama mahu. Yung cinti tak pasti orang masih ada tu semua. Kau ni kamu biore sedap. Pilih kamu, biar kita bawa dulu cendol mereka tahu, tapi kau ada.
ယုံကြည်သူတွေပါလိုအပ်သေးတယ်ပေါ့နော်ကျွန်တော်တို့ကခုနပြောလို့လာစာလောကရအဖြစ်လာစာဆိုင်လာဆုံးဒါပေမဲ့အတင်းတော်ကြီးအထူးသဖြင့်ယုံကြည်သူတွေမှာလိုအပ်နေတဲ့အရာကခရစ်တော်နဲ့တူသွားဖို့ဖခင်နဲ့တူသွားဖို့ခရစ်တော်ကအမြဲတမ်းကျွန်တော်တို့ကခေါက်ဒီနေရာမှာဆိုတော့ဒါစီတော့ဟောင်းချမ်းစာထဲမှာဖြစ်တမတိမှာပဲဖြစ်ဖျားရဲ့သားသမီးတွေကဘယ်သူများသွားတယ်သူကမသွားတယ်ဘုမာဆိုလို့ရှိရင်မွေးခင်တွေကဘုရားရှင်ကောင်းချီးပေးထားတဲ့ဘိသိက်ချင်းခံတဲ့ဆမ်ဆွန်ဆိုလို့ရှိရင်သူအကြောင်းကျွန်တော်စားလိုက်တာအဆုံးထိကျွန်တော်ပြီးသွားပြီနော်ဒီစိတ်ပြောစရာဆမ်ဆွန်ပြောလိုက်တာများတော့မဆုံးပြီးသွားတယ်နောက်ဆုံးပြီးသွားတဲ့ဒီနော်ကျွန်တော်အားလုံးဒီဘိသိက်ချင်းခံကစီလိုဝင်လို့သူ့ကိုသုံးဘယ်လောက်ထိအားရှိတယ်ဆိုတော့လူတစ်ထောင်ကိုသူတယောက်တည်းတတ်တယ်အဲ့ဒါကသူ့အားဖြင့်တော့သူ့ရဲ့ဇာတိဒီခွန်အားနဲ့တတ်တာဝိညာဉ်တော်အားဖြင့်တတ်ဘယ်လောက်ထိဝိညာဉ်တော်ပိတ်ချင်းခံတယ်ဆိုတာကျွန်တော်ကြားထားတယ်အများကြီးပြရတယ်ဒါပေမဲ့ဒီလူရဲ့ပြဿနာကဘုရားနဲ့တူမတော်ဘူးဝေးလာတယ်စပင်းမဖြစ်ရဘူးဆိုတော့သူလည်းစပင်းတော့မဖြစ်ပါဘူးပေါ့နော်ဒါပေမဲ့မလုပ်ရမယ့်ဟာလိုက်တစ်ခုပြီးတစ်ခုလိုက်တခုကြည့်မယ်ဆိုလို့ရှိရင်တစ်ခါတော့မှဂါဇာဘက်ကိုသွားတယ်အဲ့ဂါဇာကိုသွားတာတော့ဆိုတော့တာမဟုတ်ဘူးကျွန်တော်တို့ဒီဘက်ကိုဆိုတော့တာနော်အမျိုးမျိုးသွားကြတယ်ဒါပေမဲ့ဒီဆမ်ဆန်ကဘောဆိုတော့သွားတာမဟုတ်ဘူးဒီစားမဟိသွားတာဝိညာဉ်တော်ကသူ့ကိုလေးနေထားတယ်နော်ဘာလို့တော့ဘူးဟိုဟာအရှိဒါပေမဲ့သူသွားနေတဲ့နေရာကကိုတော်နဲ့သွားတဲ့နေရာမျိုးမဟုတ်ဘူးဣဇာဂါဇာမြို့မှာရှိတဲ့လူတွေကငါတို့ရလာပြီးဒီကောင်တော့တပ်ပေးမယ်မနေ့စောရင်ထွက်လာတယ်ဆိုတော့သူအစင်တဲ့စောင့်ပြင်ဆင်ထားတယ်အဲ့ဒီအကြောင်းကိုဆောင်မကြားလိုက်တော့သူလည်းတော်တော်နေတယ်ပေါ့နော်ကြားတဲ့အခါမှာညတဲ့ကောင်ကသူကိစ္စပြီးတော့ညတဲ့ကောင်ထွက်လာဒီကောင်ကဒီလူတော့တာအဆုံးတော့နေဆိုပြီးတော့ဒီမြို့ကြီးရဲ့နော်မြို့တော်ကြီးရဲ့တကားမကြီးကအော်တခါလေးထုတ်လိုက်ထုတ်ပြီးတော့ဘယ်ထိတေသွားလဲဆိုတော့မိုင်40ဝေးတဲ့ဟိုဟဲဘရွန်တောင်ရဲ့မြင့်တဲ့ဆိုင်တောင်ပေါ်မှာတော့ထားစဉ်းစားကြည့်ဒီခေါ်အပ်ရရဝိညာဉ်တော်ဆရာကြီးဝိညာဉ်တော်တဲ့နော်ဒီပေါ်မှာတည်းရှိဘယ်ချိန်မှာတော့ရှိလဲဆိုတော့ပြည်သူစားအိမ်ကထွက်လာတဲ့ချိန်မှာတော့မှဝိညာဉ်တော်ကသူ့ကိုမှာဒါပြဿနာကအတူမတော်တာသူ့ဘက်ကဘုရားနဲ့အတူမတော်ဘူးသူ့ရဲ့လိမ့်ချင်မှုကကိုယ့်အကူသွားမယ်ဝိညာဉ်တော်ချိန်ပိုင်းတော့ကိုယ်ဒီလောက်နဲ့သူသွားတယ်အခုခေတ်မှာလည်းစဉ်းစားကြည့်ပါဘုရားကအသုံးပြုတဲ့လူတော်များများရှိတယ်တရားဟောတယ်ရောလူပြောင်းနေတယ်ကားပြတယ်နော်လဲကြတယ်ဒါပေမဲ့သူ့အသက်တာကိုကြည့်တဲ့အခါမှာနောက်ဆုံးဘာမှမဟုတ်တဲ့ဟာတွေပြီးသွားတယ်အမှုလို့ဆိုဘုရားကြီးဒီလူရဲ့ဘာပြဿနာလဲဆိုတော့ဝိညာဉ်တော်ခံယူတာဒါပေမဲ့ဖယားနဲ့အတူမသွားတဲ့လူတွေဖြစ်တယ်အာမင်ဆိုတော့ကျွန်တော်တို့မှာအလိုအဆုရတာကိုတော်နဲ့တူသွားတယ်ဟာလေလုယာတခါလေကျွန်တော်ဝိညာဉ်တော်အရာပြုတ်ချင်ကျွန်တော်လည်းပြုတ်ချင်တာပေါ့အမေရိကန်ပြည်ဖြစ်စီတယ်သူများဆိုတော့ဘုဆိုတယ်နော်အရာအားကြတာနော်ကျွန်တော်တို့လည်းကျွန်တော်စီတော်ဆိုတာကျွန်တော်စီရတော်ဘယ်လိုကောင်းလဲအမှုတော်ဆောင်းထဲမှာဘုရားကျွန်တော်ဘာဖြစ်လို့ခိုင်းတယ်ဆိုတာကျွန်တော်လည်းမသိဘူးငါတို့လည်းသိမှာမဟုတ်ဘူးဒီမှာဆိုလို့ရှိရင်ဘာမှဖြစ်လာတယ်နော်လူတွေလဲတယ်မြို့မြို့တွေကျွန်တော်တခါမှမလဲဘူးလေဆိုတာလဲတဲ့လူကြီးကဘာလို့လဲတာလဲဒါပဲသူ့ကောင်းပြီးမဲ့ပြည်လာလို့ရှိရင်ကျွန်တော်မလဲစီနေလို့စောင့်လဲပြည်စားတော့မလဲစီဘူးကွာဝိညာဉ်တော်တကယ်ကြီးလဲတယ်ဒါခင်ဗျားတို့လက်နဲ့ဒါမှဖြစ်နေတော့အဲ့လိုလားဆိုတော့ဒါမှဒီကအချိန်မှတော့ကျွန်တော်ဆွေးထည့်လိုက်ပါလေ
ရဲ့ဘုရားဆောင်မှုလုံးဝမထိုက်တန်တော့လေရားတယ်သူတို့ချိန်နေသူဘောနော်ကျွန်တော်ဆိုတော့ပြီးတော့ရှင်ဝိညာဉ်တော်အဲ့လိုဆိုလို့ရှိရင်ကျွန်တော်တော်တော်နားမလဲဟုတ်ဒါပေမဲ့ဘုရားပြခဏတဖြည်းဖြည်းပြောလာတယ်ဟာလေလုယာချစ်ချင်းတော့ဘာမှမလာပါဘူးခါရဝိညာဉ်တော်ပြောတော့ခါရနော်ဟိုအလေးရောင်ကြီးလူဘာလို့ကလိုက်လာလို့ဆိုတာတော့ကျမ်းစာထဲမှာလည်းမရှိပါဘူးအာမင်အဲ့လိုလည်းမပြောလဲပါဆိုတော့ဒါမဲ့ကိုရောနဲ့သူဘွားကိုဘယ်လောက်ကြီးလဲဆမ်ဆွန်ကလုံးဝဝိညာဉ်တော်ကိုရတာလေနော်ဒီကလေးတဲ့ကမ္မကြီးကိုဦးတောင်းတယ်ကိုဘွားတာကျွန်တော်ပြန်စဉ်းစားကြည့်ဒီကောင်ကဝိညာဉ်တော်ရဲ့တကူကနော် abuse အလွဲသုံးစားတယ်အလွဲသုံးစားဘုရားကလည်းမဆုံးမဘူးဒီတိုင်းတော့ထားတာနောက်ဆုံးတော့ဘာဖြစ်သွားလဲဆိုတော့နော်ဂျာန်ရဲ့တဲ့ရောက်သွားတယ်အချင်းမတိုင်ခင်ပေါ့နော်သူမျက်စိတော့ထောက်ထူကြနော်လက်စချင်းနောက်ဆုံးမှာသူတောင်းတယ်ကိုရောနောက်ဆုံးအနေနဲ့ကျွန်တော်လည်းသူရှိပါဝိညာဉ်တော်သုံးတော်မှာသူတောင်းတယ်နောက်ဆုံးပြရတယ်သူတောင်းတာမျိုးနားရတယ်ရတယ်နေနဲ့ပြီးသွားတယ်နော်ဒါမဲ့ကိုရောနဲ့သူသွားတဲ့လူရှိတယ်ဥပမာဒန်နီယယ်နဲ့သူငယ်ချင်း၃ယောက်ကဘိတ်သိချင်းလဲအစွမ်းမှန်မရဝိညာဉ်တော်ဘိတ်သိထားတယ်ဆိုတာလို့ရှိတယ်ကြားရတယ်ဒါမဲ့ဒီလိုကြီးကိုရောနဲ့သူသွားဖို့ဆုံးဖြတ်တာဘယ်လိုဆုံးဖြတ်လဲဆိုတော့ကိုရောမနစ်သက်တဲ့အရာကြီးရှောင်တယ်ဘာလို့လဲဆိုတော့နော်အစားတော့ပေးရဲ့နော်စပွဲမှာစားတော့ဝင်လို့ရတယ်ဒါပေမဲ့ဘာဖြစ်လို့ဒီလူရမြင်တယ်တဲ့ဆိုတော့ဒီစားတော့ရကျွန်တော်ကြည့်တဲ့အတိုင်းပေါ့နော်ဟိုအဲ့နတ်ကိုပူဇော်ထားတဲ့စားဖြစ်တဲ့အတွက်ကြောင့်အစားဖြစ်မယ်ကျမ်းစာပုဂ္ဂိုလ်ရဲ့ပြောထည့်ရနော်ရှောင်ပါပြီးတဲ့အခါမှာဖျားဖို့လည်းသူပုံမှန်ဘူစုတောင်းလာတဲ့ပုံမှန်အလုံးပါတဲ့စာရှိပြောစရာမရှိသူရွေးချယ်တာကကိုရောနဲ့ဘောပြီးတယ်နောက်ဆုံးမင်းရဲ့ဖျားကိုဆုံးတော့မောလို့ရှိရင်မင်းကငါတို့ကမယ်ချင်းတိတွင်းလဲချက်ချင်းပါဒီညမှာရှင်းလေးပဲတက်လေတက်ချင်းကငါကိုရောနဲ့တူသွားတယ်ဝါခဲ့တဲ့ကိုလည်းတော့ဟာဒီရဆုံးတဲ့တခါတလေကျကျွန်တော်တို့ဟိုရှင်းတာပါလဲဆိုပါတယ်ကိုရဲဘူရောသွားချင်တယ်တခါကိုရောအစီပေါ်နေတော့ကျွန်တော်ကဘယ်ဝေးစေရှိတယ်နောက်မှလိုက်လာခဲ့တယ်ဒီလိုရဘုရားနဲ့ပူသွားတယ်နောက်ဆုံး3ယောက်4ယောက်ကြောင့်တက်ကဘာလုံးပြောင်းနေတယ်ဘာလို့နိုင်လားဆိုတာတက်ကဘာလုံးပုံချတယ်ဘယင်ချီကဒီလိုကိုယ်ွယ်တဲ့ဘုရားတိုင်းပြည်လုံးကိုယ်ရဟာလေလုယာဆိုတော့ဘုရားနဲ့သူသွားခြင်းကပို့တော်မူကြီးတယ်အရှင်တော်ကြီးကချစ်ချင်းမပြေဝရလေခဏလေးဆောက်ပါအာမင်ဒါကလည်းကျွန်တော်ဘာဖြစ်လို့တော့ဒီဝိညာဉ်တော်နဲ့ပတ်သက်ပြီးတော့ခက်တယ်ဆိုတော့ကျွန်တော်တရားဟောချက်ပုံချင်ရမှာရတချို့ကဝိညာဉ်တော်နဲ့နှချင်းခံခြင်းဆိုတာတရားနာမည်ကြီးလာတယ်လူရတဲ့အားစရာကဆုတောင်းနေတယ်သူရမယ်ဆိုတော့ကျမ်းစာပေစာကြည့်တော့ဝိညာဉ်တော်ထဲမှာသူတော်တို့နှချင်းပြတာယေရှုတပါးပဲရှိတယ်တချို့ကယေရှုကဝိညာဉ်ထဲမှာနှချင်းတဲ့လူကြီးငါတို့ပြီးပြီဆိုတော့ကျွန်တော်အဲ့မှာဒုက္ခရတယ်မင်းတို့ပြီးလို့ရတဲ့ဟာမလို့ရှိဘူးအဲ့လိုနောက်ဆုံးတော့ကိုရောနဲ့သူသွားချင်ပါယေရှုနဲ့သွားချင်ပါသူကမနစ်ပဲယေရှုကတော့ဗါလဲနှချင်းဆရာရောငါတော့ကလာခဲ့ကွာဒီလိုကိုဝိညာဉ်တော်ထဲမှာချင်းတယ်ယေရှုတပါးတဲ့ဘာလို့ကျွန်တော်တို့ချင်းပေးရမယ်အာမင်ခြေထဲမှာတော့ကျွန်တော်လည်းပြီးလို့ရတယ်ချင်းဝေးတာပါကျွန်တော်ရင်းနေတယ်ဝိညာဉ်တော်ထဲမှာတော့ယေရှုတပါးတဲ့ကျွန်တော်တို့ချင်းပေးရတယ်ဆိုတော့ယေရှုရထားတဲ့ဘုရားမရဘူးလို့လား
ယေရှုကမင်းကငါဝိညာဉ်ထဲမှာငါမျိုးနေရမှာမနေရမှာနေရရှိနေတာမရှိတော့ဘူးယေရှုရှိမှကဲစက္ကအနာဆိုရင်ယေရှုဖြစ်တော့သူ့ဂတိတော်လာတဲ့အတိုင်းသက်ရှင်တော်ဝိညာဉ်တော်ဆိုနေဖို့ဟာလေလုယာဖြစ်ပေါ်လာတဲ့အဖြစ်ပြရတော့အမျိုးစီဖြစ်နေမှာတော့သူရှိမှာဆိုလိုတာကကျွန်တော်ပြောချင်တယ်ဘုရားနဲ့ဒီပါစီတာရေးရှိပါတယ်ခုနပြောသလိုဆမ်ဆုံကတော့ဝိညာဉ်တော်နဲ့လုံးဝတကူနဲ့အလုပ်လုပ်ဒါမဲ့ကိုယ်တော်ပြီးတော့ဒီနေရာတော့စတော့ပြဆက်တဲ့ဘူရောကတရှိတော်ဝိညာဉ်ချစ်ချင်းသူတို့နဲ့ပါလာရဲဆိုလို့ရှိဒါမဲ့သူတို့ရေးချင်ချင်တာဘူရောနဲ့ပေါ့တွားတဲ့အခါမှာဝိညာဉ်တော်ကသူတို့ကိုအားဆောင်တယ်ဟာလေလုယာကျွန်တော်ပြောချင်တယ်မောရှိကဘယ်လိုဆူတောင်းတာလဲကျွန်တော်တက်ကကိုလုံးဝပြောင်းလဲပြီးတဲ့အရာထပ်ရတာခိုင်းတော့စက်တွေကနေတဲ့အခါဒီလာလိုလူရလုံးဝဖျားရဲ့ဘယ်လိုဖျားကိုဆွလို့နော်မောရှိကပုံမှန်ကောင်းပုံမှန်ရေး40ကြာတော့အောက်မှာရှိတဲ့လူတွေကနွားရုပ်လုပ်ပြီးတော့ကိုယ်ပဲတယ်အဲ့ဒီနွားရုပ်ကဘယ်လာလဲဆိုတော့သူတို့ခံစားတဲ့ကောင်းခြင်းတွေကရွှေရည်ဤသူတို့တွေပြီးထားတဲ့ရွှေတွေအကုန်လုံးကရတော့ကျေးဇူးတော်ရှင်းမှန်းတာဟာလို့ပြီးကျေးဇူးတော်ပဲနော်ဒါပေမဲ့ဖျားနဲ့သူတို့သွားတဲ့အခါမှာအဲ့ဒီကျေးဇူးတော်ရပါဖြစ်သွားတယ်ဆိုတော့နွားရုပ်ဖြစ်သွားတာကျေးဇူးတော်ခံလိုက်တဲ့ကျွန်တော်တို့တတိထားရကိုရောနဲ့မသွားရင်အဲ့ဒီကျေးဇူးတော်တွေကတတိတိုင်နွားရုပ်ဖြစ်သွားတယ်အဲ့ဒီရွှေပြားရအီဂျစ်ပြည်နေလူရဘုရားကသူတို့စိတ်လုံးကိုထူးထီပြီးတော့အဲ့ရွှေတွေကိုဒီဖေလာတွေလို့ပြီးတာဆိုင်နေရောက်လာတဲ့အခါမှာအဲ့တော်အောင်ခဏလေးမောရှိနဲ့ဝဲပေါ်နေတဲ့ပေါင်း40တဲ့မှာသူကအဲ့ကောင်းခြင်းတွေကအားလုံးကနွားရုပ်ဖြစ်လာဒီနွားကဒီဖရာကနော်ငါတို့ကိုကဲတဲ့ဖရာဖြစ်လာတဲ့အခါဖရာလည်းအရာစိတ်ဆိုတယ်ဒီလိုညမှာပုံလုံးရှင်းပြလိုက်တော့မယ်မောရှိဘေးရဲ့သာသမီကအောင်ရှိနေတယ်ဘေးအမျိုးမျိုးကအားလေးပေးတဲ့အတိုင်းခန္ဓာမျိုးမှာဒီမဲ့ပြောတဲ့အခါမောရှိဆူတောင်းသူတောင်းတဲ့ဘုရားကသူဆူတောင်းတဲ့နာမည်ဒီနေရာမှာပါဖို့လို့ဆိုကိုရောဒါဆိုရင်ဒီလိုတော့ကြတော့ခန္ဓာမျိုးလာရမျက်မှောက်တော်ဒီလိုနဲ့သူသွားဘူးဘာဖြစ်လို့ဆိုဒီကတေပြီးနေတာလေငါစကားမှာဆိုတော့ဒီလိုသွားကြမင်းတို့ရှိပါလေဗါလေကောင်းကင်တမန်တရားမင်းတို့ဆောင်တက်ပြီးဒီခေတ်နဲ့ကျွန်တော်ပြန်စဉ်းစားချင်ကျွန်တော်တို့ကဆိုတော့ကိုရောကျေးဇူးပဲဒါဆိုတော့ဒီကောင်းကင်မှာကျွန်တော်သွားကြတယ်ဒီမှာကိုလာခဲ့ပါတော့ပြောကြပါတော့အခုခေတ်မှာကျွန်တော်တို့စိတ်ကကောင်းချီးမင်္ဂလာတဲ့ဒီဝါဒမောရှေကကောင်းချီးမင်္ဂလာတဲ့ကောင်းချီးမင်္ဂလာပြီးတဲ့ဘုရားရဲ့မျက်မှောက်တော်ကိုရွေးချယ်ဟာလေလုယာရွေးချယ်စရာရှိတယ်မျက်မှောက်တော်ထဲမှာအသက်ရှင်လို့ဆိုတာကျွန်တော်တို့ရွေးချယ်တယ်လို့ရှိတယ်မောရှေကကိုရောရဲ့မျက်မှောက်တော်ကျွန်တော်တို့နဲ့အတူရှိဘူးဆိုရင်တော့ခန္ဓာကျွန်တော်တို့ကတော့ဟာလေလုယာကျွန်တော်တို့ကဆိုရင်ကျွန်တော်တို့ကိုအစဉ်ဒီမှာအားနာစေဆိုတော့ဒီလိုနာဆိုဘာပေါ်ကြည့်လို့လည်းကြားရစီစဉ်နေရဆိုတော့ဘာပဲဖြစ်ကိုတော့ကြည့်ပဲသွားလိုက်လို့ကိုရိုနာမှာဆင်ပြေလိုက်တာပြန်တော့အဲ့လိုလားဒါပေမဲ့ဘောရှိတာတော့ဆုံးဖြတ်ချက်ချတယ်ဘာဆုံးဖြတ်ချက်ချလဲဆိုတော့ကိုရိုနာမပါရင်ဒီမှာမပါရင်ကျွန်တော်ဒီကနေဘယ်မှမကောင်းဘူးဟာလေလုယာဆုံးဖြတ်ချက်ဖြစ်တယ်ဒီဘုံမှာကျွန်တော်ပြောချင်တယ်မြတ်မောတော်နဲ့အတူသွားချင်းဆိုတာဘာနဲ့စလဲဆိုဆုံးဖြတ်ရကိုရိုနဲ့ကျွန်တော်ပြောကိုရိုပိုင်းချမ်းသာခြင်းနဲ့ကျွန်တော်မလုပ်ချင်ဘူးအာမင်နာမည်ကြီးခြင်းနဲ့ခါလိုက်ပါဘာမှကျွန်တော်လုပ်ချင်တာကိုရိုနဲ့မြတ်မောကိုရိုနဲ့အတူသွားခြင်းနဲ့ပြောတဲ့အခါမှာဘုရားရှင်ရဲ့နောနာထဲမှာအထူးဆုံးဆုတောင်းခြင်းလာတာချက်ချင်းပြရတယ်
မင်းတောင်းတယ်မင်းနဲ့ငါရှိတယ်ဟာလေလုယာဘုရားကအဲ့ဒီဆုတောင်းတာကျွန်တော်တို့ဆရာကြီးကြားတယ်ဘာလဲကိုရောနဲ့ပဲသွားချင်တယ်ဒီကောင်းချင်တဲ့လိုင်းလာကျွန်တော်လာရဲ့ကိစ္စကိုရောနဲ့ပဲသွားမယ်ဖြစ်လာတဲ့အခါဘုရားကဘာပြောလဲဆိုတော့ဒါဆိုရင်လည်းငါသွားမယ်မောရှေဆက်ပြီးတော့ဘာပြောလဲဆိုကိုရောကျွန်တော်နဲ့အတူသွားချင်းကကျွန်တော်တို့နဲ့အတူရှိချင်းကသူများနဲ့ခြားနာချင်းပဲတခြားလူတွေလည်းအများကြီးရှိတာပေါ့နော်အခုကဆိုလို့ရှိရင်အတင်းတော်တွေအများကြီးရှိနေပြီနော်အောင်မြင်တဲ့လူတွေရှိနေဒါပေမဲ့သူကထူးခြားခြားနာချင်းရှိတယ်ဆိုတော့ဘုရားနဲ့အတူသွားတယ်တင်းတော်ဘုရားနဲ့အတူသွားတယ်နော်လူကထူးခြားတော့ဖြစ်တယ်ကိုယ်တော်ကရမ်းချမ်းသာခြင်းချမ်းသာတဲ့လူဒီမှာအများကြီးပဲကျွန်တော်တကယ်ချင်းတယောက်ကကဘာပေါ်မှာချမ်းသာဆုံး9ယောက်ထဲမှာပါရှိတယ်နည်းနည်းမလုံးလုံးမလာခေစီလို့အဲ့လိုပြောတော့ဒါဆိုမြတ်ဘာလို့ဒီထိုးနေလဲဒီထိုင်တက်ဒီလည်းပတ်တော့ဒီနံပါတ်ပေါ့ဒီပတ်တော့ပေါက်နေတယ်ဒါဖြစ်တာဆိုတော့ကိုတော့မလုပ်နိုင်တာမရှိဘူးကျွန်တော်ပြောတယ်ဒီပုံစံနဲ့တော့ဘုရားပေါင်းကြည့်ပြီးမသိဘူးနော်အများတော့ဟောတယ်ဘုရားမလုပ်နိုင်တာမရှိဘူးဆိုဒီပေါ့မလုပ်နိုင်ဘူးလားအဲ့တော့လည်းကျွန်တော်ကဖြီးရမှာမသိဘူးမဟုတ်တော့ဒီဒါမဲ့ဘယ်လိုဖြီးရမှာမလဲဖြီးခိုင်းတယ်နေတယ်ကျေးဇူးတော်ကြောင့်ချမ်းသာလာလို့တူတယ်ဘုရားဘယ်လိုခေါ်လဲဘယ်လိုလဲဘုရားဆောင်ရပြတယ်ဘုရားနာမဖြစ်เสียကောင်းတဲ့ဆရာကဆိုတော့ယုံကြည်ခြင်းတဲ့အထူးကြီးပါနော်ဘုရားကလုံနိုင်တယ်ဘုရားကလုံနိုင်တယ်လုံနိုင်တာအကုန်မလုံတဲ့ဘုရားလေးအဲ့ဒါကဲတော့ကျွန်တော်တို့ဘုရားကကျွန်တော်လုံစီခြင်းတော့အကုန်လုံးလိုက်လို့စီခြင်းတာကျွန်တော်တော့ချမ်းသာခြင်းချမ်းသာပြီချမ်းသာဆုံးပြီပါကိုရောရှင်ကကျွန်တော်တို့အရင်ဆုံးတောင်းတာကသူ့နော်ဘယ်လောက်ထိကျွန်တော်တို့မှာဆန္ဒတယ်ဆိုရင်ကြီးတယ်ဟာလေလုယာဆိုတော့မောရှေကအားလုံးနဲ့နေချင်တယ်ကိုရောရဲ့မျက်မှောက်ပါပဲနဲ့ဟာလေလုယာဒါဝိဒ်ရဲ့ဘာလို့တရားဟောတဲ့ဒါဝိဒ်မှာပါပဲဒီမန်နီနိုင်ချာကျွန်တော်တို့ကတော့ဒါဝိဒ်ကကျွန်တော်ရဲ့ဆံပြတ်မော်ဒယ်ဖြစ်ဘာလို့လဲဆိုတော့သူကစာရ30နေချာဖတ်တဲ့အခါအဆုံးပါတယ်ဗါလေ Surely goodness and love will follow me all the days I will dwell in the house of the Lord ဘုရားရဲ့ဗါလေအိမ်တော်ထဲမှာအစဉ်မြဲနေရပါလိမ့်မယ်ဆိုတာကသူ့ရဲ့ဆုံးဖြတ်ချက် I will ဆိုတာကျွန်တော် I will go ကျွန်တော်သွားမယ်ဆိုဆုံးဖြတ်ချက်ပဲလေ I will not go ဆိုတော့သွားမယ်ကျွန်တော်ဆုံးဖြတ်ချက်ပဲဘုမာဆရာကျွန်တော်ပြေလို့နော် I'll come ကျွန်တော်လာမယ်ဆုံးဖြတ်ပြီးတာ I will not come ဆိုကျွန်တော်မလာဘူးနော်ဒါကျွန်တော်ဆုံးဖြတ်ပါဒါဝိယဘာဆုံးဖြတ်ချက်ချလို့ဆိုတော့ဘုရားရဲ့အိမ်တော်ထဲမှာအစစ်နေတယ်ဆိုလိုတာကဘုရားအိမ်တော်ထဲမှာနော်ကိုယ်အိမ်ကလေးဆိုလာပြီးတော့ဒီမှာလာအိမ်ပြောတာမဟုတ်ဘူးမျက်နှာတော်ဘုရားရဲ့မျက်မှောက်တော်ထဲမှာအစစ်နေနေတယ်ဆုံးဖြတ်တာဟာလေလုယာဆိုတော့ဒါဝိဒ်ကလည်းဘုရားရဲ့မျက်မှောက်တော်အောက်မှာနေတယ်စစ်တိုင်းရဲ့ချိန်မှာလည်းမျက်မှောက်တော်အောက်မှာပဲအိုးပရိလောကရဲ့ချိန်မှာလည်းမျက်မှောက်တော်အောက်မှာအဲ့ဒါကြောင့်သူ့နှလုံးသားဘုရားကဘာလို့နေတဲ့လဲဆိုမျက်မှောက်တော်အောက်မှာအားလုံးပြည့်စုံလေမာနရှိတော့လေမျက်မှောက်တော်ထဲမှာမာနတက်တာတော့ဘာလို့ရှိဖို့မရှိဘူးမျက်မှောက်တော်ထဲမှာလေမာနနဲ့ထောင်သွားပါပြီဆိုဒီကမျက်မှောက်တော်နဲ့ဝေးလာမာနဒီတာကငါးပါးနေတဲ့တရားရောနော်အားလုံးသိတယ်မနေ့ကျတော့ပြတော့ရောဒီနားမှာချဒီနေ့ရောက်ရှိပြီးတော့ချပါပြောတဲ့အခါမှာဆက်အောင်ဆရာတို့ကုလာတယ်တော်စီရအရာကလည်းဖိုင်နေတဲ့ဖေယာနော်တရိစ္ဆာန်နဲ့အားလုံးပေါ်မှာနော်ဒီတတော်ဘုံတတော်အားလုံးပေါ်မှာဖေယာဖြစ်တဲ့ချမ်းပြတ်နော်သူကဒီလားချဆိုဒီသားမချမနေဘူးလားတကယ်အလုံးဖားနေဆိုဒီနားကိုပဲအကုန်လုံးချထားပြီးသားလေလာနေတဲ့အိုင်ဆိုတော့ကုလာမယ်တော့လေ
ကိုအနက်ကိုချဒါပေမဲ့ကိုရပြနာချလေးဆိုတော့ကိုချထားပြီးပါဒါပေမဲ့ကိုရောခိုင်းတော့ချပါတယ်လုံတိရှိမရှိပါဘူးဘာပဲရှိလဲစကားနာတော့နာခံခြင်းလို့ရှိတယ်ဘယ်လိုရည်စည်ကိုရောနဲ့ကိုသွားမယ်ဆိုရင်နာခံခြင်းလို့လေနာခံခြင်းမပါရင်ကိုရောနဲ့ကိုသွားလို့ရတယ်ဒီနာချကိုရောတော့ချထားပြီးကိုချချုံနဲ့ချလိုက်တော့ပြီးတဲ့ကနာအများကြီးပါလာအဲ့ဒီချိန်မှာသူ့စီကိုမြန်မာတော့တဲမှာလို့ပြောကိုရောအရင်ကတနည်းလောက်ကြာပြီသူယေရှုနောက်လိုက်ဒါပေမဲ့ခုမှမျက်စိပွင့်လာကိုရောပဲသူလဲဆိုတော့အရင်ကယေရှုနဲ့အခုယေရှုနဲ့တခြားစီတယ်ကိုရောကျွန်တော်ဆရာကြီးတော့ပါမောင်းပို့လိုက်ဘာဖြစ်လို့လဲဆိုတော့ပြတာမျက်မှောက်တော့ခံစားပြီးဆိုရင်ကျွန်တော်ကျေးဇူးတော်ကြောင့်ဝါကြွားစရာမလိုတော့အဲ့ဝါကြွားခြင်းအားလုံးအရှိလို့သွားတယ်တချို့ကတိခါနဲ့ကျေးဇူးဝါကြွားကျေးဇူးတော်ကြောင့်တရားဟောတယ်ဆိုဘယ်လိုလဲပြောင်းလဲသွားတာရမာနာကျွန်တော်ကျေးဇူးတော်ကြောင့်ကျေးဇူးတော်တော့အရင်ဆုံးလာတယ်ဝါကြွားရတောက်ချောက်ကျေးဇူးတော်ကြောင့်မဟုတ်ဘဲနဲ့ဝါကြွားချင်တော့သူတို့ကကျေးဇူးတော်ကိုနော်တော့အနေနဲ့ဖွင့်မယ်ကျေးဇူးတော်ကြောင့်ကျွန်တော်ဟောလိုက်တဲ့ဘုရားတော်ပြောင်းလဲတော့တော်တော်လေးဒုက္ခရောက်လာတယ်ဒီလူတော်မှာလူကိုပြောင်းလဲပြတာဝိညာဉ်တော်ရဲ့လို့ပါဟာလေလုယာလူသူတယောက်ကဘုရားကိုသင်မြင်လာလို့အဲ့ဒါကဘုရားရဲ့လို့ဝိညာဉ်တော်ရဲ့လို့ဖြစ်ဝိညာဉ်တော်ကိုနေရာများများပေးမှသာရင်လူများများဘုရားကိုမြင်လာမှာဖြစ်ဟာလေလုယာကျွန်တော်ဖြစ်စီခြင်းကိုအားရှိတဲ့အခါမှာလည်းဒုက္ခရောက်တော့ဒီလိုဒီခက်နာတာတွေဒီဘနောနာတင်းတို့တင်းသားကြီးကျွန်တော်ကိုဆက်တဲ့ဘိုးဆိုရင်ထိုးတော့မှာမင်းတို့ဆိုအားလည်းမလို့သူသားရပါပဲလို့ဆိုတခြားဘုရားကျောင်းတွေမှာအဲ့လိုဆူတာမရှိဘူးအဖေကတစ်ချိန်လုံးဆူနေတယ်ဆိုတော့အဲ့ကောင်ကြီးငါကသားသမီးကိုဆုံးမနေတာတဲ့တဲ့အားလုံးဖြစ်စီခြင်းလို့ဘာလို့ဒီမှာတရားလုံးခေါ်အားရပြီးတော့ဟောနေတဲ့တရားအိမ်နိုင်လူတော်သားချွတ်တော့ပုံပြပေါ်မှာနော်တယောက်တည်းလူနေပြီမင်းတို့ကဟောလို့ပြီးလို့ရှိရင်သူများအသေးတော့တွားပြီးတော့ခေါ်အားရတာပြီးလာပြီးတော့ငါလည်းဒါတွေဟောပါလေတော့ငါဟောတော့မင်းနာထောက်လာအဲ့လိုလားဖြစ်စီစဉ်နိုင်မှာဖြစ်ပါဘူးအဲ့ဒါကဝိညာဉ်တော်ရဲ့လို့ဖြစ်ပါတယ်ဝိညာဉ်တော်ကိုပဲထင်ပြရဝိညာဉ်တော်ပဲသူ့နေရာနဲ့နော်ကျွန်တော်အဖွင့်ပေးထားတယ်ဆိုရင်ဝိညာဉ်တော်စကားပြောမှလူကရောက်နေတာဆိုတော့ပြည်သားလေးဖျားတော်ရဲ့ဝိညာဉ်တော်ရဲ့စီပြန်လာတယ်ကိုရောကျွန်တော်ပြတာကိုကျွန်တော်ထက်တာအဲ့ဒီနေချစီကမြေမောက်တော်ရဲ့မရှိတယ်ဘာလို့မောရှိယာတော်လေရတဲ့ခိုင်းစတဲ့ငယ်တုံးမှာမောရှိတော့ဘာပေါ်မှာရှိတဲ့လူတွေရှိသမျှတဲမှာအနေချဆုံးဒီဆုံးကြတာလည်းမရေးတာဘာလို့ဒီလူအနေချဆုံးပြရတယ်ဆိုတော့မျက်မှောက်တော်ထဲမှာအချိန်လုံးနေရက်ပေါ်40တောင်းပေါ်မှာရှိတော်တော့ဘူးဒါလာတယ်မျက်မှောက်တော်ထဲမှာရှိတော်မလို့စဉ်းစားတဲ့အခါကျတော့ဘာဖြစ်လဲဆိုတော့သူ့ပြန်တော့ဗါလေသူ့ခေါင်းမှာအလေးဒီကြောင်နဲ့ဟတ်ကိုရောရဲ့ဘုံတော်ကသူ့ခေါင်းကိုကြောင်နဲ့ဟတ်ဆိုတော့သူမသိဘူးစဉ်းလာတာအလေးတော်ကြီးတဲ့သူထွက်လာတယ်တော်ကလည်းဟာမောရှိခေါင်းကတော့သူ့ခေါင်းကအလေးတော်ကြီးတဲ့သူထွက်လာတာအောက်ကလူလည်းရှိတယ်ကြောက်ကိုရောရဲ့ခေါင်းမှာအလေးကြီးတဲ့အားဟုတ်လားနော်အဝတ်ပိုင်ရမျက်စိနားတော့တွန့်ပြီးတော့သူ့ကောင်းအားရတဲ့အစင်သူ့အလေးမဟုတ်ဘူးရားရဲ့အလေးကကြောင်လာမျက်မှောက်တော်ထဲမှာမြင်ရမြဲရှိတဲ့လူကကိုဟာကျိုးစရာမလိုဘူးလူတိုင်းသိတယ်အာမင်အခါကြီးကျွန်တော်ကောင်းရတော့ဆာရှောင်းစုပေါင်းထားတယ်ပြောစရာမ
ပြောတာမလို့ဘူးဖျားတဲ့အချိန်များများယူနေလေသူ့ဟာလူတွေကကြည့်ပြီးတော့မြင်မှာကျွန်တော်တို့ကလူတွေဘာမှမသိဘူးငါအဲ့ဒါလေးလာပြီးဆိုရင်လည်းမြဲပါဘူးကိုရောနဲ့တွားမှုဆိုလာပြောင်းလို့ဆိုအထူးသဖြင့်ဒီချက်စီမှာဘလောက်ကြောက်ရလက်ခဲမှာတကဘာလုံးပိုင်နေကြတယ် Galaxy ရဲ့ကဘာလုံး Galaxy ရဲ့ဘလုံးတွေထဲမှာနိုင်ကရအောင်ပါတယ်နော်လမ်းတွေကိုအရန်တွေနေတဲ့ဥစ္စာလူငယ်တွေအရင်တော့ကျွန်တော်တို့ခုရခုယူအဲ့ဒါနောက်ဆုံး model ပဲအခုဘလောက်အထိတိုးတက်လာတယ်ဆိုတော့ဆရာတပားခါတာလို့အခုမရရင်တော့ခုယူသွားနောက်ပါရဲ့အဲ့ဒါအထိတိုးတက်တယ်အဲ့ဒါတော့ဘယ်တော့လာမလဲတော့အိုင်ဒီရဲ့ရန်ကုန်မှာလေခုရခုယူဆိုတော့15မိနစ်လောက်ဆောင်ပါလေအခုကခုယူသွားရတယ်နောက်ပါရဲ့အဲ့ဒါအထိဖြစ်လာတယ်အိုင်ဒီကတော့ရဲ့ပြောင်းလဲနေနော်ကျွန်တော်တို့သုံးနေတာနားလေနားမလဲပါဘူးအခုထိကျွန်တော်စဉ်းစားကြည့်တယ်ကျွန်တော်သုံးနေတဲ့ handphone ဘယ်လောက်ကောင်းတယ်နော် internet ဆိုပြီးတော့အမေရိကမှာရှိတဲ့လူတွေကအခါရဲ့တိုက်တဲ့စကားပြောနေတာဘယ်ကနေဖြစ်လာလဲဒီကံကမိုင်းတောင်းမှဝင်နေအမေရိကဒီကနေလေယာဉ်ဖြင့်ဒီမှာအဲ့ဒီမိုင်းတောင်းအောင်အဲ့ဒါတော့ပြောနေတယ်ဆိုတော့ဒီအသားကဘယ်ဖြစ်လာလဲနားလေတယ်လို့လည်းဒီမှာနားလေအောင်ဆိုတော့ဝိညာဉ်ရေးတာပြောနေဒီတော့ကျွန်တော်တို့သုံးနေတဲ့ຢာကျွန်တော်တို့နားမလဲပြီးသုံးနေကြတာတခါတလေဒီရင်စီးတာတော့ဒီရင်စီးတယ်ယုံကြည်စွာနဲ့ကျွန်တော်တို့ပျော်ရွှင်စွာနဲ့ဘာလို့ဒီတာလုံးကြီးရမလို့ဒီပုံမှာဘာလို့ဒီပြန်တိုင်းရပြန်စဉ်းစားရနိုင်မှာစဉ်းစားတော့ဘူးဒီစတပင်းကချီပူလာတယ်သူကလုံးဝမဟိတ်တဲ့ခါကျတော့အမျိုးမျိုးထူးခြားတယ်နေရနောက်ဆုံးကဏ္ဍတက်လိုက်ခုနကလေးဆယ်ခုနတော့ဆိုချစ်အိတ်လို့သွားတယ်ဘာမှမနိုင်ဘူးဘာမှမနိုင်ကျွန်တော်တို့သူတွေကျွန်တော်နေရတော့နော်ငယ်ချင်းတို့လည်းရှိကျွန်တော်လည်းပါရပါမယ်နော်တင်ချာဘလောက်ညံ့စာမေးပွဲကြီးရဲ့ဒီကေလေးမှာအကြောင်းခန်းလေးမှာတော့ဘာဒီငါးလုံးထဲမှာ3လုံးပို့သွားတယ်ဘယ်နှလုံးချင်နှလုံးအားလုံးကောင်းကောင်းတည်တယ်ဒါပေမဲ့စာမေးပွဲမှာဆရာမကပါဒီလို့မကြည့်တော့ဘူးလိန်မော်ဒီငါးလုံးထဲမှာ3လုံးပုတ်သွားတယ်ဆိုရင်နှလုံးချင်တယ်စာမေးပွဲမှာကောင်းကောင်းတည်ဆရာမကအပေါ်လုံးလက်အောင်ပြီးဒီကိုလည်းကိုလက်ထားတယ်ဘယ်လိုလုပ်ကြည့်လဲဒီမှာပါတယ်အရင်တော့ပါမီငါးလုံးကနေ3လုံးပုတ်တယ်နှလုံးချင်တယ်ကောင်းကောင်းတည်တာပေါ့အခုလိန်မော်ဒီပြပဲတည်တော့တယ်အဲ့တော့အောင်လိုက်တယ်အဲ့လိုလေအခုဘုရားရဲ့မှုတော်ဆောင်တဲ့လူတွေအများကြီးကိုမြင်မှုတော့ပြီးတော့ပြုပြီးတော့လောကတော့ဘူးပါဗျာနော်တို့တော့နေတဲ့ headphone ကိုပြောနေတို့စီးနေတဲ့ဒီရလည်းဘူးပြန်လာလဲဆိုတာအခုကြည့်ကျွန်တော်လည်းစီးနေတာပဲဒါရဒီလောကမှာလူတွေဖန်ပြီးတဲ့ຢာဘုရားကကျွန်တော်နားမလဲလို့ဆိုရင်ဝိညာဉ်တော်ကကျွန်တော်နားလဲပါတော့အဲ့ဒါကြောင့်ကိုရောနဲ့ပဲသူသွားပါအာမင်အတူသွားတဲ့လူတွေနားမှာပေါ်ရောက်မကွာရင်တော့နားမှာဒါပဲကိုယ့်ကိုယ်ရပထမအချက်ကတော့ကျွန်တော်ချိုးတော့နော်ဆုံးဖြတ်မောရှဆုံးဖြတ်ကိုရောနဲ့မကွာရင်တော့ဘယ်မှာဟာလေလုယာပြတ်သားတဲ့ဆုံးဖြတ်ချက်ကျွန်တော်လည်းဆုံးတော့ကိုရောကျွန်တော်မှလုံးဝမထိုင်တာကျွန်တော်လည်းတက်ချိန်လုံးပြစ်မှာလေကွာတော့ကိုရောနဲ့အတူကွာရလို့ဆိုကျွန်တော်ဘာမှမလုပ်ဘူးကိုရောနဲ့ပဲဒါ
ဒါဝိကလည်းဒီအတိုင်းပြောတယ်သူပြစ်မှားခဲ့တယ်နော်သူလည်းပြစ်မှားခဲ့တယ်ကျွန်တော်တို့လိုပဲသူလည်းပြစ်မှားတယ်သူများဘူးနော်မတရားယူတယ်သူရောက်တော့တတ်ပြတယ်တရားကသူ့ကိုဆုံးမတယ်သူဆူတောင်းတယ်စာလ50ပြင်လာမှာနော်ကိုရောရဲ့ဝိညာဉ်ကိုကျွန်တော်ဆရာကြီးတော့မတော်ပါဘူးညမတော်ပါကိုရောရဲ့ညမတော်ကျွန်တော်ဆရာကြီးကိုရှောလို့ပြီးမာတော့သူပါလို့လေရှောလို့ကတရားရဲ့စကားကိုနားမတော်နေတယ်နော်ဂျာတူဘုရားရဲ့တော်မှာစိတ်ရှိတယ်လို့ပါလို့နေနော်ဂျာတူမသက်ပဲနဲ့ခေါ်လာတယ်ဒီဘုရားကိုယ်တော်ကိုဆိုပြီးတော့နွားတွေကူတွေခေါ်လာတယ်ယူလာခေါ်လာတဲ့အခါယူလာတဲ့အခါဆရာမကသူ့ကိုဆုံးသွားဘုရားကမင်းရဲ့ကိုယ်တော်ကတဲ့စကားနာကိုပြီးတော့ပြည့်တဲ့ပြောတဲ့အခါမှာသူမှန်မှန်ဒါပေမဲ့သူကိုယ်တော်ကဘာလို့လဲဆိုတော့အဲ့ဒါနဲ့ဆရာမကအေးငါမင်းကတော့ဘုရားကဘယ်ကနေဆုံးတယ်ထပ်သွားတဲ့အေးဘယ်ကနေဆုံးလာတာဘုရားထားလိုက်တော့ငါ့ကိုငါရဲ့ကိုယ်ရှိမှတိတ်ထောင်ချပါတယ်ငါရဲ့လူရှိရှောင်ဝင်လာဒါဝိဟာချာကိုရောသူများကျွန်တော်မြင်လာတဲ့အခါကိုရောကျွန်တော်ဆရာကြီးတော့ဟာလေလုယာဘယ်လောက်กว่าလဲနော်ရှောတော့တိတ်ခါကြောက်နေရကြောက်တယ်တိတ်ခါတော့မရှိတဲ့တိတ်ခါကျွန်တော်တို့လည်းမရှိတဲ့တိတ်ခါကြီးနဲ့ဒုက္ခရောက်တိတ်ခါရှောတော့ကျွန်တော်တိတ်ခါမကြောက်အောင်ဆံမကကျွန်တော်နဲ့နေပြီးပါပြောတယ်အဲ့ဒီအတိုင်းပဲဒါဝိကပြမနဲ့ကိုရောပြမတော့ကျွန်တော်ဆရာထောင်းလာဒီစုတောင်းခြင်းကကိုကလည်းခုစလုံးရတာရှောတော့ဆံဝေလာဒီနေ့သူရှိတယ်ဆံဝေလာလည်းလာဖို့ပြီးတော့အဲ့ဒီပဲအပ်လိုက်ဝိညာဉ်ကဒါဝိကနဲ့ထုတ်ဘလို့ပဲပြမပြီးနေဘုရားကသူ့ကိုဆုံးမတယ်တွန်းတင်တယ်ဒါပေမဲ့တော့မှဘုရားရဲ့မျက်မှောက်တော့ဒါဝိနဲ့ပေါ်မှာပေါ့အဲ့ဒါကြောင့်ဝိညာဉ်တော်နဲ့သက်ရှိလာလျှောက်လို့ဆိုတော့ကျွန်တော်တို့ဆုံးဖြတ်ချက်တယ်ပြောချင်တယ်ဆိုတော့ကိုရောမျက်မှောက်တော့ဒါမျိုးဆိုတော့ဘယ်မှာတော့ကျွန်တော်ပြောတာအဲ့ဒါကျွန်တော်ဘာမှမောရှေနဲ့ဒီတိုင်းနဲ့ပြောတယ်ဒါဝိရနဲ့ပြန်လည်းပြောတယ်ဒါမှတင်မှလည်းကျွန်တော်တွေ့ရပါတယ်နော်တန်ရှင်တော်ဝိညာဉ်တော်ရဲ့လာတဲ့ပို့ဆောင်တဲ့အောက်မှာအသက်ရှိတယ်လို့ဒီပေါ်လို့ဒီသာသူတို့အသက်ကမှလည်းပြီးဆုံးတယ်ပြီးသွားတယ်ဆိုတော့သူတို့ရဲ့လူတွေဒါပေမဲ့ဘုရားနဲ့သွားကြတယ်လူရတဲ့အခါမှာဘုရားကဆုံးမတယ်ကျွန်တော်တို့လည်းဆုံးမတယ်တော့သူ့ရဲ့မျက်မှောက်တော့အောင်မှာခါမှာဘယ်လိုတကယ်ကျွန်တော်တို့ကဆုံးဖြတ်တဲ့ဆုတောင်းထားတယ်ဆိုရင်ဒီဆုတောင်းခြင်းကိုရတယ်နားလည်လို့ရှိတယ်ဒုတိယနဲ့နောက်ဆုံးအနေနဲ့ကျွန်တော်ပြောချင်တာသူနဲ့အတူသွားလို့ရတယ်သူ့အကြောင်းကိုနားလည်လို့ရတယ်နားလည်လို့လည်းဆိုတဲ့အခါမှာကျွန်တော်ဒီနေရာတော့တစ်သက်လုံးသွားရအောင်ကြိုက်မကြိုက်ပေါ့နော်ဒီများဖြစ်ပြီးဆိုကိုမိမဘောလို့ရှိရင်မိငယ်တွေကကိုယောက်ျားပေါ့နော်ကိုခင်ဖို့တယ်တစ်သက်လုံးသွားလို့ဆိုတော့နားလည်တယောက်နဲ့တယောက်သိတာမသိပဲနဲ့သွားလို့ရတယ်ဆိုတော့အဲ့ဒီအကြောင်းပြောတဲ့အခါမှာဆရာမတော်လည်းအားနာတယ်ယောက်ျားနေရာနေလို့မောအဲ့ဒီပေါင်းတယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့ခင်မောတယ်နော်နားလေရေးချင်တာဘာဖြစ်လို့လဲဆိုတော့တက်တက်လုံးတော့အမေရိကမှာလို့တလားစာချုပ်လို့အမေရိကဟောလီဝုဒ်မှာ6လစာချုပ်ပြပါလိမ့်ရှိတယ်ပြောတယ်6လနဲ့ထားတယ်နော်တနေ့လေးကျွန်တော်တို့ချင်းပြတော့ကျေးဇူးတော်ကြောင့်ခုထိဥက္ကဋ္ဌပြောတယ်လို့တိုက်မတိုက်တဲ့တော့ဘယ်လိုစစ်ကူလာလာကျေးဇူးတော်နော်ဆိုတော့ကိုယ့်မျိုးသမီးကိုယ့်ရဲ့ခင်မောတော့နားတယ်အေးစီပါဘာလို့လဲတက်လုံးနဲ့တွေ့ရတာလေကိုယ့်အကြောင်းနားတယ်
ဆိုတော့ကျွန်တော်မျိုးမျိုးကြောင့်ပြောတဲ့အခါမှာလည်းအားနာစရာဖြစ်တယ်။ဒါပေမဲ့ကျွန်တော်နားလေနော်အားလုံးနားလေပြီးအောင်တစ်သက်လုံးရှောက်တာကိုယ်တော်နဲ့အတူသွားချင်တယ်ဆိုကျွန်တော်ဆုံးဖြတ်ချက်ကိုဘုရားလက်ခံတယ်ကျွန်တော်တို့ပြောဒါပေမဲ့ကိုယ်တော်အကြောင်းကိုသိမှအဲ့ဒါ knowledge of God လို့ခေါ်စစ်ကံကြီးလေးအငယ်ချောင်းတယ်နားလို့ပြီးပညာမဲ့တော့ကြောင့်ပြည့်စုံကြအဲ့ဒီပညာဆိုတာဘာပညာပြောရလဲဆိုတော့ဘုရားကိုသိချင်တဲ့ပညာပြောတာဖြစ်တယ်တဲ့မယ်ဘောမှာအိုးပညာထိတ်ဆုံးရဘုရားကဘာမှမသိဘူးဆိုတာဒါပဲကျွန်တော်လည်းသူစားတော့စားတင်တဲ့စပင်းကိုလုံးပြသွားတယ်။ဒါမှကျွန်တော်တင်တာပြန်ကြည့်တော့ကိုရောကိုပူတီးရမယ်တင်တာဆိုတော့နည်းတိတ်မရှိတော့ဒါပေမဲ့ဘလို့လို့ကျွန်တော်ပြောပါတက်ချင်တက်ချက်ဒါပေမဲ့ဘာမှမရှိဘူး။ဒီစီမှာလည်းဘာမှမရှိဘူး။ဒီစီမှာလည်းဘာမှမရှိဘူး။ကိုရောကိုတိကျွမ်းမှုရတဲ့တခုမှမရှိဘူးဆိုတော့ဘာပဲဖြစ်ပေါ့နော်ဒီလောကမှာတက်ရှိနေတယ်ဆိုတော့လိုအပ်တဲ့ခင်တော့တက်ချင်တော့ဒါပေမဲ့မရှိမှတော့ကျွန်တော်ဒီလေကဲတရားရဲ့knowledge နော်ဆိုတာတော့ဘာလို့လဲမှာရှိတယ်။အရှင်တော်ဝိညာဉ်တော်ပေါ်ပြမှတာလေကိုလို့ဆိုပြရတယ်။ဆိုတော့ဓမ္မဟောင်းကျမ်းစာထဲမှာဣတိလလို့ပြောတဲ့ဘုရားမသိဘူးတဲ့။အဲဒီရဲ့သားလေးရောကနော်အဲဒီဆိုတာချစ်ပေါ်တယ်သူ့သားလေးရောကသူ့အဖေတိုင်းပဲအလုပ်လုပ်ကြတယ်။နော်သူများရဲ့ချစ်ကိုဆိုပြရတယ်။အကုန်သိတယ်အလို့ရတယ်ဘုရားနာမတော်အကုန်သိတယ်။ဒါပေမဲ့ချမ်းသာရလို့ပြီးထားတယ်ဆိုတော့ဒီဆိုးတဲ့လူမျိုးနော်သူ့သားလေးကဘုရားမသိဘူးလူဆိုးတယ်အတ္တမလူဖြစ်ကြတယ်ဘုရားမသိဘူးဆိုမသိဘူးတော့သိတော့ဘုရားနာမည်နဲ့တော့သိတယ်အကုန်လုံးလုပ်တယ်ဒါပေမဲ့ကျမ်းစာကဘာပြောလဲဆိုတော့အဲဒီသားလူကြီးအတ္တမလူဖြစ်ကြတယ်ဘုရားမသိဘူးလို့ပြောတယ်ဆိုတော့ကသူ့ရဲ့ဝိညာဉ်အားဖြင့်ဘုရားကိုလုံးဝမသိဘူးမသိတဲ့အခါမှာသူသွားလို့ရတာဆိုမရဘူးဘုရားကရေးချင်ကြပါဒါပေမဲ့ဒီလူရဘုရားအဲ့ဒါကြောင့်ယေရှုခရစ်တော်လည်းစမာရမြို့သမီးကိုတင်တော့မသိတဲ့ဘုရားကိုကိုယ်ဝယ်တယ်လူတို့ကိုယ်ဝယ်လို့ရတယ်ငါတော့သိတာဘုရားကိုသိကြလို့နာဝိနည်းတော့သစ္စာဆိုတာကအင်္ဂလိပ်ကျမ်းစာမှာ the truth ဖြစ်တယ်တမန်တော်တဲ့တမန်တော်ဖြစ်တဲ့သူ့ကိုဘုရားကိုသိခဲ့တယ်ဆိုတော့ကိုယ်ဝယ်လို့လည်းမရဘူးသူနဲ့သူရှောက်လို့တယ်ဆိုတော့ကျွန်တော်ချစ်တော်မှာဆင်းလာတဲ့ဘုရားတော်အထူးသဖြင့်တဲ့ဒီမှာဆိုရင်ဂျာတီရာကြီးနော်ဘောခါတီဆိုတော့ဟာဒီဘောခါတီမောတချင်းဆက်ကြတော်တော်လေးကောင်းတဲ့တချင်းဒီပေါ်အောင်ရှိဘောခါတီမနေ့ကဘောခါတီလည်းဘောခါတီနေရာလေးဘောခါတီဆိုတော့အလျားလိုက်ဖြစ်လိုက်ဒေါင်းလိုက်ဖြစ်လိုက်တော့လည်းဆိုတော့ကြာပေါင်းဆိုရဲမောင်ဆရာမလေးဆိုတာတရားကျွန်တော်ရောက်မှဆိုတာနော်ကျွန်တော်ရောက်မှတရားပြန်တော့လေပြောရအောင်အသက်သာလိုက်လာတော့နောက်တော့ဒီမှာတော့ကြောက်ရာတုံးတယ်ရရှိပါတယ်ဘယ်လိုလဲဘောခါဒီဝါအောင်မစားတာတဲ့ဦးစကောလာမဲမလေးမျိုးမနဲ့စကောလာမဲနာတော့အသားဆိုင်ရှိအသားစားဖို့မလို့အဲ့အဆိုင်ရှိကိုတစ်ခေါက်ဖြတ်သွားတာဘိုင်းတော့ပြုံးရတယ်အဲ့တော့မှဖြစ်နေလားဘောဝါခါတူအဲ့ဒါနဲ့ဒီကနေ့ဒီကမှကျွန်တော်ပြန်တော့ဝါခါတူအဲ့တော့ရှိတော့ကျွန်တော်ဘုရားကျောင်းမှာဘုရားဟောခွင့်ရတယ်။နောက်သားရကြပါတည်းနေ။ဘောခါဒီကိုတောင်းပါမှာ။ဟောရတာကျွန်တော်အားလို့ရှိကြတယ်တကယ်မှအရှင်တော့ဘောခါဒီမပြီးတော့ဘူး။ကျွန်တော်တို့ချင်းလုံးမနဲ့ပဲချိန်ဆနေတာဘူး။မပေါ်လာဘူးချင်းလုံးပြောနေတော့ဘောခါဒီပဲပြီးရတော့မယ်နော်။ဆိုတော့နောက်သားရကြပါတည်းမှလို့နေဘောခါဒီ
ပါတယ်လိန်တော့လည်းမရဒီပါဟဲ့လေ၄ရာလို့မြင်ရတာပေါ့ပဲပေါ်တဲ့ချိန်ဘာဟဲ့လေ၄ရာလို့ပဲနော်တွားနေစရာလည်းမလိုပါဘူးအားလုံးဘာဟဲ့လို့ဆိုတာကုန်တယ်ဘယ်လိုချက်လဲဆိုတာလည်းမလို့စီမလာမပါဘူးလားဒါပဲကွာစီတဲ့လာမတဲ့လာဒါပဲတွားချင်တဲ့ဒါနဲ့တွားနေရတယ်စီဘွားတက်နေတယ်နော်ဆရာစီလုံးတယ်ပေါ့နော်အဲ့တော့ပဲကွာတခြားဘာမှကွာချက်ချင်းမရှိအားလုံးကတားလို့ဒီတဲ့ချမ်းသာတာလည်းသိမရှိပါဘူးဒီကတော့ဆင်းရဲတာလည်းပဲပဲတမျိုးလုံးပဲဘာသာဗီဒီယိုမှာဒီကြည့်တယ်ဗီဒီယိုကြည့်တယ်အဲ့ဒါနဲ့ဒီရချင်းချင်းမလာမဲနဲ့ဒီလိုပါလေဖြစ်လာတော့ဦးကောင်ကျန်တာပဲလီ他ပြောစရာမလိုအကုန်လုံးရှိကြဆိုတော့ဒီလေကျွန်တော်ဘာပဲပြီးကျွန်တော်ချင်းတော့ဆဲလာတဲ့လူတွေတော့ကဟင်းဆိုလို့ရှိရင်ဘလောက်ပဲအရင်နဲ့လောက်ထားပြီးဟင်းယူဆိုတာရှိတယ်နဲ့ဖာလေနဲ့ဖာစားလည်းမနေဘာမှမနေနဲ့ဖာအဲ့ဒီထဲမှာဗါလေဝါခါတီဖြစ်နော်ကော်ပီထုတ်ဖြစ်တခုခုထည့်ဒီအတိုင်းတော့တခြားဟင်းကိုကြည့်တော့လေနဲ့ဖာပုံစံပဲဒါပေမဲ့အဲ့ဒီနဲ့ဖာမရှိမကြည့်တတ်ဘူးအဲ့ဒါအကြီးကျယ်ပြဿနာဖြစ်ကျွန်တော်တို့မြင်မရပါဘူး။ဒီစားတဲ့ကျွန်တော်ကောင်းပန်နေရတဲ့အချက်ကခုထိပဲ။ရာဘုံမှာကြီးပြလာတဲ့တော့အဲ့ဒါမသိဘူး။ရာဘုံမှာအဆူရက်ပြရတော့လေ။သူတို့ကတိတ်ပြီးတော့မစားဘူးပဲ။ဒီတိတ်မှာ။ချင်းတော်မှာဆင်းလာတဲ့ဘက်ချင်းတော်မှာဒီကခောက်ပြီးတော့ခင်းကြီးမတော့ဘူးကျွန်တော်မနေနိုင်ဘူး။ခင်းကြီးလည်းတော့အဲ့ဒါကြောင့်ဘလောက်ပဲအစီပြများပြီနေထားလို့ရတာအစီတော့ဘုလိုရတာဒီတော့ဒီမှာလို့ပြီးနေထားတော့လောက်တော့တယ်နေထားတော့ပြီးပြီတို့နေထားတော့ကြောက်ဘာအရာတာမှလည်းမရှိပြီးတဲ့အခါမှာအဲ့ဒါကဒီရှင်းပြဒီရဲ့ထဲကအရှင်းမစားကြဘူးမျိုးဆိုဒီအရှင်းဒီကြောက်ဒီနေထားကအရာမရှိတာလားဆိုတော့ချက်ပြီးမှာညတိုင်းကောင်းပါကျွန်တော်တို့မြေထားလို့ပါရာမလူရနားမယ်ရာမမရရာမချင်းပြလာတဲ့လူရနော်တစ်ဖက်တော့လေးလေးနဲ့အမြင်ဝင်နေတယ်ဒီချင်းရတဲ့စားတယ်ဘာရှိမှမလို့ဘူးလေအဲ့ဒါကျွန်တော်စဉ်းစားတော့ဆုံးဩဘောနော်ဂျာမာကတော့ဆိုရပြရတယ်ဆိုတော့တိတ်မစားချင်းတော့ဟာဆိုတော့လေရမယ်ဒီရလေရမ်းချောက်တယ်နေရာမှာလည်းရမ်းချောက်ပြီးတော့ရှိလေအဲ့အလောက်မတော့နိုင်တဲ့အခါကျတော့သမင်းစားတဲ့ချိန်မှာဟင်းကြီးလို့အဲ့ဒီယောဂါဒီကြီးတယ်လာတော့ကျွန်တော်မျိုးသမီးလည်းနားပါတယ်လေမနေ့ကတော့ပါတယ်ပြီးလို့ရှိခုမှလည်းနားမလဲတဲ့ချက်အများကြီးရှင်တော်ဆင်းလာတော့ကျွန်တော်တို့ကြောင်ရောက်ကောင်းချစရာနေရာတော်တော်ကြာကြာကျွန်တော်တို့ကြိုးစားရုံနဲ့ရတယ်နေဖို့တရားခက်ခဲတယ်။ရာပေါ်မှာဘုရားမြတ်တော်စိတ်ဆူနေတာဆိုတော့မှာသူပြောတာမိန်းကလေးကပေါ်ပါလေ။နေတရားသာရှိတော့မိန်းကလေးပေါ်တယ်။ဘာပါလေးကလာပြီ။အခုပဲမှမြင်မလဲဒါပဲပြောတယ်။နေတရားရှိတော့မိန်းမအများကြီးလို့ရတယ်။တကယ်ရာခက်ခဲနော်။ယောဂရတဲ့ကျွန်တော်ရာပေါ်ဆိုင်ရတဲ့အခါမှာအရင်ဆုံးယောဂကတော့ချစရာနေရာရှိငါးနေရာဒုက္ခပေါင်းစုံလို့ပြောမှာ။အိုးကောင်စားစီဝင်ရတယ်နောက်ဆုံးဘောလေးကြောင်းလာလို့ပြီးမယ်။အိုးလမ်းကိုဆယ်လို့ပါလို့မှာဖိုက်ဆောက်တိုင်းတိုက်ယူကျွန်တော်ပူလိုက်။အိုးအပေါ်ဆုံးဒီအဲဒီတဲရ။တခါတော့မှဘယ်လိုဆုံးလဲဆိုတော့ဘောလေးကြောင်းလာပြီးစီတရားဒီနာဖြတ်ကျွန်တော်ကတဲဒီတဲနေတဲ့ချိန်မှာမဆလာဒီပြောနေတဲ့ချိန်မှာဟိုရောင်တဲ့ကတော့တကယ်ချင်းပုံရောက်ပါ
တော်လေးကြောင်းတာလို့ကျွန်တော်တို့မှာတော့ကျဲလို့နေတာလေဆိုတော့အဲ့လိုဖြစ်လာတဲ့အခါကျတော့ကျွန်တော်တို့တော့ကအရာအားလုံးကနော်ခက်ခဲတယ်ဆိုတော့ဘာပဲစီးတယ်တခုပြောချင်တာနောက်ဆုံးပါနော်ကျွန်တော်မျိုးသမီးကအဲ့လောက်မစင်းခဲ့ဘူးတဲ့ဘာလဲကြည့်ရအဲ့တော့ချမ်းသာမချမ်းသာရင်တော့မစင်းရဲခဲ့နော်သူကလည်းတော့ဒီတော့သမီးဆိုတော့မိဘကလည်းသူ့ကိုနည်းနည်းပို့ပြီးတော့ဂိမ်းဆိုင်နော်အဲ့ထက်ခါစားမှာကျွန်တော်ပြဿနာဖြစ်တာကတွားတိုက်စီးမှာပြဿနာကျွန်တော်တို့ကတွားတိုက်စီးကိုပုံမှန်မဝင်နိုင်ဘူးတွားတိုက်စီးအဲ့တော့ပေါ်လာတဲ့တွားတိုက်စီးရဲ့တရုတ်ပြရတာလေဒီလိုညစ်လိုက်နေနော်ဒီနေ့ပြီးတော့နောက်ဆုံးပုံနဲ့ချိန်မှာတော့တော့မထက်တော့တဲ့ချိန်မှာအဲ့ဒီတော့ဖြုတ်လိုက်အဲ့ဒါတော့မပုံမှန်မဝင်နိုင်ဘူးလေကျွန်တော်ဆိုတော့အခုတော့ရောက်နေတယ်ကျွန်တော်အခုတရားပေါ့နော်ဘာလို့လဲတရားတွားတိုက်စီဝေဘူးကျွန်တော်တို့မြို့တဲ့ဟောတာရတယ်သူကလည်းအဲ့ဒီရှစ်ချက်ကနော်ရှစ်ချက်ဝေဘူးကြည့်တာတနားနောက်ချက်အဲ့ဒါလည်းဟိုဒီကိုင်းတဲ့နောက်ဆုံးကျွန်တော်လည်းစိတ်မရှိတော့ဘူးဟိုဝေးမလားမဝေးမလားမဝေးမကြည့်နဲ့ဆောင်းနောက်ဆုံးတော့ကိုဘောင်းပါဖြုတ်လိုက်တယ်ငားလိုက်အဲ့ဒီဘဝနဲ့ကြီးပြင်းလာတဲ့ခါကျတော့ကျွန်တော်တို့ကနော်အဲ့တော့တိုက်စီဟောက်ကနေဟိုအဲ့ဒါထပ်ခါစားမှာကိုရမှာတော့တဲ့ကျွန်တော်မျိုးသမီးကအဲ့လိုမလုပ်ဘူးကျွန်တော်ကျောင်းကိုခိုင်းနေတဲ့ဘောပေါက်တယ်တော့လည်းရှင်သူပဲလို့မြင်တယ်ဆိုတော့အရာကြီးဘလူးမြင်လိုက်တာကျွန်တော်တို့ကမြင်ထားတယ်အဲ့လိုမြင်တာကျွန်တော်တို့ကမြင်ထုတ်တယ်ဘာဖြစ်လို့လဲဆိုဟုတ်ငါတို့ဒီလိုကြည့်ရတာနော်ဒီစီကောင်အမနီဖြစ်လို့ရတယ်အဲ့လိုလားဒါမဲ့သူခဏခဏပြီးလေအချင်းမရဘူးဆိုတော့နောက်တော့တိလို့နေတာအဲ့လိုတော့အချင်းကျတဲ့တာပဲဆိုတော့မနေဘူးမိရနောက်ဆုံးတော့သူပါလို့အေးဟုတ်တယ်စူးစမ်းမယ်စူးစမ်းပြီးလည်းမရဘူးဒီလိုနောက်ဆုံးတော့သူလည်းပါမယ်ဆိုနေဦးအဲ့ဒါကနေလာတယ်အောက်ကနေဒီလိုလောက်လာတယ်တုံးတဲ့ခါပါလေအကုန်လုံးတုံးတော့ဘာဖြစ်လဲကျွန်တော်လည်းပြန်စဉ်းစားအေးအဲ့ဒါလည်းဟုတ်တာဘာပဲဖြစ်ဖြစ်လက်ခံမယ်ဒီလိုဘာလို့လည်းဟင်းဒီပုံမှန်လုပ်ပြီးအားလည်းအရေကနေနေတာကျွတ်တော့နားလေဘူးဟိုဘောဇူရကျွန်တော်ပြောချင်တာဒီမရတော့နော်ဒီမမလေးအရာကနေစပြီးတော့ကျွန်တော်နည်းရနားလေသူပါချက်တယ်သူပါမချက်တယ်အဲ့ဒါမှကျွန်တော်တို့ရဲ့နော် marriage ကနော်marriage ရေးရှိတာအဆုံးသတ်နားမလဲကျွန်တော်လည်းသူ့မတင်သူ့အကြောင်းမတင်ချင်ဘူးမင်းငါကြောင်းငါနောက်လိုက်ဆိုခဏလေးနဲ့ကိုယ်မှာဒါနဲ့အေးမွားတဲ့စားတာဆိုလို့ပြေးဘူးဆိုတော့ကိုရောနဲ့နော်အဲ့ဒီ subject ရောက်ပြီကိုရောနဲ့ကွာမယ်ဆိုရင်သူပြောတာကိုသူနားတယ်ဟာလေလုယာအဲ့ဒါကြောင့်မောရှိကတလောက်ဖျားနဲ့သူသွားနေတယ်ဖျားနဲ့အလောက်ထိနီးကတော့အသက်ရှင်တဲ့လူကတော့စုနှခါပဲတော့ဘာကောင်းလဲဆိုကိုရောရဲ့လမ်းကိုပြပါကိုရောရဲ့လမ်းဆိုတာကိုရောရဲ့နီးပြပါကိုရောရဲ့စိတ်အလိုတော်ကျွန်တော်တို့ပြီးအဲ့ဒါမှကိုရောရဲ့မျက်နှာဆိုရမယ်ဟာလေလုယာသူတော့ဘုရားခံမောရှိသူ့ရဲ့လူတော်အမြဲတမ်းပြအဲ့တော့စာရတရားနဲ့သုံးရခုနဲ့
ရားခင်မောရှိသူ့ရဲ့လမ်းကိုပြတယ်ဤသီလကိုလူကြီးဆိုတော့သူ့ရဲ့နမိတ်လက္ခဏာကျွန်တော်တို့ကတော့နမိတ်လက္ခဏာပဲကြည့်ချင်ဘုရားကိုနားမအဲ့ဒါကြောင့်ကျွန်တော်တို့တက်တာပါကိုရောနဲ့အတူသွားဖို့ရပထမအချက်ကတော့ဆုံးဖြတ်ချက်ပဲကိုယ့်ဘက်ကပြည်စုံလို့ဆုံးဖြတ်တာမဟုတ်ရှိကိုရှိတိုင်းဒီနဲ့ဒီအချင်းကြီးနဲ့ပဲကိုရောနဲ့တူကျွန်တော်သွားပါမယ်ကျွန်တော်ကိုရောဒီတဲ့အခါမှာကိုရောကိုယုံကြည်တာနားလေပူရဲ့သိရှိတာလောကဘတော်အဖြစ်တော်တော့ရှုတောင်းခြင်းအဖြစ်တော်တော့ကိုရောရဲ့ကိုရောဒီလိုလေအဲ့ဒါကလည်းကျွန်တော်အဆုံးထိကိုရောဒီသွားတယ်ကိုရောနဲ့တွားပြီးဆိုရင်တော့တခြားလိုချက်မရှိဘူးဟာလေလုယာနောက်မှလည်းလူစီမှာပြတော်ရောက်လာတဲ့အခါမှာတခြားဘာမှပြောင်းလဲခြင်းဒီကြီးပဲဒီကားလေးပဲဒီလေးပဲဒီပိုက်ကိုပဲချင်းစံတော့ပိုက်ကိုမမလို့ဒီငယ်ဒီဒီနဲ့ဖက်ငယ်ဒီဒီကိုချတယ်အောက်မှာဘာလဲဘာလို့ပိုက်ကိုဒီပိုက်ကိုမယ်ဒါနဲ့ထူးခြားချက်တစ်ခုပဲရှိတယ်ယေရှုဒီပေါ်ရောက်လာဟာလေလုယာကျွန်တော်မြောက်တော်နဲ့တွားပြီးဆိုအရာအားလုံးကပြောင်းလဲသွားတယ်ဆာလာပရဆက်ကိုလည်းအားစားဥပမာမျိုးမျိုးနေတယ်ကိုရောမသိတဲ့လူတွေပေါင်းစားတယ်ကိုရောကျွန်တော်တို့သိတဲ့လူတွေကျတော့ဒီတော့ပါလို့လုပ်ရတယ်ကိုရောလောဘမျိုးဆက်တဲ့လူပေါင်းစားတယ်အမှန်ကြီးချီးပွားကြတယ်ပါတယ်ဗျာဒီဟောပြီးဒါပေမဲ့နောက်ဆုံးသူအဖြစ်ပေါ်မှာတွေ့တယ်ဆိုတော့ဆာလာ90တော့ပါတယ်သူပိတ်မှန်လို့ပြောတယ်ခရီးရဲ့မျက်မှောက်ကိုဝင်လိုက်တာနဲ့ဟာအဖြစ်ရတယ်ရာဇနာဒီလိုဆိုတွေကို slavery နဲ့ချောတော့လာချက်ပြီးကျွန်တော်ကကြောက်လာဒီလူဒီလဲဆိုဖတ်လို့ရှိတယ်ဒါပေမဲ့ကျွန်တော်လဲတော့လေရာဇနာအရေးလားကျွန်တော်ထူမှာပြတယ်ဆိုတော့မိခွန်အားလုံးရဲ့အဖြစ်လေဒီမှာရှိတယ်မျက်မှောက်တယ်ဆိုတော့ဒီမျက်မှောက်တော့ယုံကြည်တမ်းတော့ဆိုတော့တို့ရဆရာမင်းတို့အသက်လုံးဖြစ်ဒါဝိအသက်လုံးကိုရောရဲ့အိမ်တော်ထဲမှာနေတယ်အဆုံးဖြတ်ချက်အဲ့ဒါကြောင့်ဒီကျွန်တော်ပြောချင်တယ်မျက်မှောက်တော့ဆုံးဖြတ်တယ်အပိစီနဲ့ပြားတာကျွန်တော်တို့ပုံတင်နေဒါပေမဲ့မျက်မှောက်တော့ခါမှာဒီလိုတော့မျက်မှောက်ဟာလေလုယာဘုရားရဲ့ဖတ်ဆောင်ကြည့်ပြီးပါစေနှလုံးသားပြင်ဆင်ရင်းနဲ့ယုံကြည်တဲ့တရားဖျားကြီးဆိုလို့စဉ်းစားပါဖြစ်တယ်။ဆရာတော်ကလည်းဖျားကြီးတောင်းပြပါစီလို့ကျွန်တော်ဆုတောင်းပေးပါမယ်။အားလုံးကောင်းကြီးခံစားရတယ်ဖျားကြီးတာတော်တာတော်တာနော်။အခုချိန်မှာကျွန်တော်ဖျားကြီးကြီးတော့ကျွန်တော်ပြန်လာပြီးမှပြန်တဲ့ချိန်ဖြစ်ပါတယ်။ဒီလိုလိုမျိုးအားဖြင့်ဖျားကြီးကြီးတော့ရှိတဲ့ရင်နဲ့လိုလိုမျိုးထည့်ပြီးကြရအောင်။အဲ့ဒါခင်လာမယ့်ပတ်စံတော့လာမယ့်ပတ်လုံးဒီမှာဆက်ရှင်ပါရတဲ့တော့မှာပြီးတော့တဲ့ရတဲ့ရစေပေါ်တော့မှာဒီနေ့ဆိုတော့ရာဒီမှာပဲကြည့်ပြီးမှပြပါလေ။ဒါနဲ့ပြောပါလေ။